အားလုံးပဲမင်္ဂလာပါဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တွေကိုရွေးချယ်ထုတ်လုပ်တင်ဆက်ပေးတဲ့အစီအစဉ်ကနေကြိုဆိုပါရစေစနေညမှာအင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်၄ပွဲစပိန်လာလီဂါပွဲစဉ်၄ပွဲအီတလီစီးရီးယားပွဲစဉ်၃ပွဲနဲ့ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်၅ပွဲစုစုပေါင်းပွဲစဉ်16ပွဲရှင်ပြိုင်ကစားသွားကြဖို့ရှိပါတယ်ဒီပွဲစဉ်16ပွဲတွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်၅ပွဲကိုရွေးချယ်ထုတ်လုပ်တင်ဆက်ပေးထားပါတယ်စီစဉ်မစခင်ဆရာကျောင်း YouTube Channel နဲ့ Telegram Channel, Viber Channel တွေကိုလည်း Like and Subscribe လုပ်ထားပေးပြီးတော့ဘောလုံးသတင်းတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်ပြီးတော့အားပေးနိုင်ပါတယ်စနေည9:00 နာရီခွဲမှာရှင်ပြိုင်ကြမဲ့ပရီးမီးယားလိဂ်ပွဲစဉ်2ပွဲထဲမှာဇွန်လဈေးကျဆင်းလာတဲ့ဈေးကွက်ခေါ်ပြောကိုချက်စီနဲ့အေဗာတန်ပွဲမှာမြင်တွေ့ရပါတယ်ချက်စီရဲ့မူလဘော်ဒီဈေး1.20ကနေ1.30ကိုဝင်ရိုးတစ်စစ်နှိမ်ဆင်းလာပြီးဂိုးပေါင်းဈေးကလည်းမူလဖွင့်လှစ်မှု3.90ကနေနှလုံးရှုံးဆိုပြီးတော့ပြားစွန်းကျဆင်းလာပါတယ်ပရီးမီးယားလိဂ်15မှာရှိနေတဲ့ချက်စီကဒီဇင်ဘာလအတွင်းမှာကစားထားတဲ့ပြိုင်ပွဲစုံ3ပွဲစလုံးနိုင်ပွဲပြောက်ထားပြီးတော့တပွဲသေး2ပွဲရှုံးထားပါတယ်အဆင့်9နေရာထိတက်လှမ်းလာတဲ့အေဗာတန်ကတော့အမှတ်ပေးနောက်ဆုံး5ပွဲမှာ4ပွဲနိုင်ကစားပြီးတော့12မှတ်ထိရှာဖွေထားနိုင်ပါတယ်ပြီးခဲ့တဲ့ရာသီအေဗာတန်ကိုအိမ်ကွင်းမှာချက်စီတို့တလုံးတည်နဲ့ဂိုးပေါင်းဈေး2.80ဈေးတန်းနဲ့အကျော်ပေးခဲ့ပြီးတော့တကူကွန်ပြီးဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်လက်ရှိကြော်ပေးမှုနဲ့ရှင်ကျင်ဘော်ဒီဈေးနဲ့ပျော့သွားပြီးတော့ဂိုးပေါင်းဈေးကတော့တိတ်ပြီးတော့မကွာတာကိုတွေ့ရပါတယ်ဇုံလိုက်ဈေးကျဆင်းလာတဲ့ဈေးကွက်ခင်းချင်းရအနည်းဆုံးအောက်တစ်ကွက်ဝင်မှုရှိနေတယ်လို့ဈေးကွက်ဖွင့်သူတွေအနေနဲ့တွက်ဆထားမှုရပါတယ်ပရီးမီးယားလိဂ်နောက်ကျပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘန်လီအသင်းနဲ့ဖူဟန်ပွဲစဉ်မှာတော့ဘော်ဒီဈေးတက်လာပြီးတော့ဂိုးပေါင်းဈေးကပြုတ်ကျသွားပါတယ်ဖူဟန်ရဲ့မူလကြောပေးမှု level 60ရှုံးကနေ level ရှုံးကိုပြားဆုံးမြင့်တက်လာပြီးတော့ဂိုးပေါင်းဈေးကတော့မူလဈေး2.80ကနေ2.90ကိုဝင်ရိုးတစ်စစ်နှိမ်ဆင်းလာပါတယ်တန်းစင်းဆောင်ကနေလွတ်ဖို့ဘန်လီအသင်းကစူးစမ်းရုံးပေမဲ့ပြန်မလာနိုင်သေးတာကိုတော့မြင်ရပါတယ်လိ6ပွဲဆက်ရှုံးကြောင်းဖီအားလည်းများနေတဲ့အချိန်လို့ဆိုလို့ရပါတယ်အမှတ်ပေးအိမ်ခွင်2ပွဲဆက်ရှုံးထားတဲ့ဖူဟန်အသင်းကလည်းနိုင်ပွဲပြန်လဲရှာဖွေရမယ့်အချိန်တစ်ခုဖြစ်ပါတယ်အတွေ့အကြုံနဲ့စုဖွဲ့မှုပိုင်းမှာပိုတာတဲ့ဖူဟန်အသင်းရဲ့ကြောပေးမှုကအနည်းငယ်မြင့်တက်လာတာတိတ်မဆန်းပေမဲ့အမှတ်လိုအပ်ချက်ကြီးမားနေတဲ့ဒီနှစ်သင်းရဲ့အားပြိုင်မှုမှာဂိုးပေါင်းဈေးကျဆင်းလာမှုကတော့ထူးခြားတဲ့ဈေးကွက်ခေါ်ပြောလို့မြင်ပါတယ်ရှုံးပွဲထပ်မံကြုံတဲ့အသင်းကပို့ပြီးတော့ဖီအားတန်ခံရမှာဖြစ်တာကြောင့်နှစ်သင်းစလုံးရလဒ်ဆိုးမကြုံဖို့ဦးစားပေးလာွယ်ရှိတယ်လို့ဈေးကွက်ဖွင့်သူတွေသုံးသပ်ထားပြီးတော့ဂိုးပေါင်းဈေးကိုလည်းနှိပ်ထားတာကိုတွေ့ရပါတယ်ဈေးကွက်ရထူးခြားနေတဲ့တတိယမြောက်ပွဲစဉ်ကတော့ဂျာမန်ဘွန်ဒက်စ်လီဂါရဝန်းကဇုံလိုက်ဈေးကျဆင်းလာတဲ့ဖရန့်ဖို့အသင်းနဲ့အော့စ်ဘတ်အသင်းတို့ဆုံတွေ့နေမှုဖြစ်ပါတယ်ဖရန့်ဖို့ရဲ့မူလဘော်ဒီဈေး1.20ကနေ1.40ဆိုပြီးတော့ဝင်ရိုးတစ်စစ်နှိမ့်ကျလာပြီးတော့ဂိုးပေါင်းဈေးကလည်းဘော်ဒီဈေးနဲ့ပြိုင်မူလဖွင့်လှစ်မှု3.20ကနေ3လုံးတည်းဆိုပြီးတော့ပြားစွန်းကျဆင်းလာပါတယ်ပြည်တွင်းလိအဆင့်ခွန်မှာရက်တည်နေတဲ့ဖရန့်ဖို့ကပွဲဆက်များနေတဲ့ဒဏ်ကိုခံနေရပြီးတော့လက်တလောပြိုင်ပွဲဆုံးနောက်ဆုံး4ပွဲမှာတပွဲတည်း3ပွဲအထိရှုံးနေထားပါတယ်နိုင်ငံတကာသတင်းမှတ်ပြီးကစားခဲ့တဲ့အမှတ်ပေး3ပွဲမှာ2ပွဲနိုင်ယူပြီးတော့အော့ဘတ်စ်နဲ့ကတော့ချီပြန်ပြီးတက်လာတာကိုမြင်ရပါတယ်ဟမ်ဘတ်စ်နဲ့လီဗာပူးဆင်တို့အနိုင်ရခဲ့တဲ့နေရာမှာပေးဖို့မရှိတဲ့ခံစားပိုင်းကိုလည်းချီးကျူးရမှာဖြစ်ပါတယ်ဖရန့်ဖို့ကွင်းနောက်ဆုံး4ချိန်ဆုံတွေ့ခဲ့မှုမှာတပွဲပဲကြေးကြထားပြီးတော့3ပွဲကြေးအောင်ထားတဲ့အော့စ်ဘတ်ကိုဈေးကွက်ဖွင့်သူတွေအကြိုက်တွေ့နေပုံရပါတယ်ဇုံလိုက်ကျဆင်းလာတဲ့ဈေးကွက်ခင်းချင်းရလဲဈေးကွက်ဖွင့်သူတွေအနေနဲ့အောက်ဆုံးထိုးကွက်ကိုဖမ်းထားပုံရပါတယ်စပိန်လာလီဂါမှာဘော်ဒီဈေးရောဂိုးပေါင်းဈေးပါမြင့်တက်လာတာကတော့ဘာစီလိုနာနဲ့အိုဆာဆူနာပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာဘာစီလိုနာက2.20ကျော်ပေးထားပြီးတော့ဂိုးပေါင်းဈေး4.20ဆိုပြီးဖွင့်လှစ်ထားပါတယ်ဘာစီလိုနာရဲ့မူလဘော်ဒီဈေးနှလုံးသေးရနေပြားဆုံးမြင့်တက်လာပြီးတော့ဂိုးပေါင်းဈေးကလည်းမူလဈေး4.80ရနေဝင်ရိုးတစ်ဆင့်မြင့်တက်လာပါတယ်လာလီဂါမပေးစရာကိုဥဆောင်နေတဲ့ဘာစီလိုနာတို့ပြိုင်ပွဲစုံ4ပွဲဆက်အနိုင်ရထားတဲ့နေရာမှာ4ပွဲစလုံးကလည်းဂိုးတွေပြန်ပေးထားပါတယ်တိုက်စစ်ကကောင်းသလောက်ခံဆက်ကလည်းအမှားများနေတဲ့အချိန်လို့ဆိုလို့ရပါတယ်ပြိုင်ပွဲစုံနောက်ဆုံး3ပွဲဆက်ရှုံးပွဲမရှိဘဲနဲ့အဲ့ဒီ3ပွဲမှာကိုထိသွင်းယူထားတဲ့အိုဆာဆူနာအသင်းရဲ့တိုက်စစ်ကလည်းထပ်မြက်နေတဲ့အချိန်လို့ဆိုလို့ရပါတယ်နူကန်ကိုတောက်ရှင်ပြိုင်ခဲ့တဲ့နောက်ဆုံး6ချိန်ဆက်ဂိုးမသွင်းနိုင်ခဲ့တဲ့မတန်းစိုးဒီချိန်အိုဆာဆူနာအသင်းခြေဖြတ်နိုင်လိမ့်မယ်လို့ဈေးကွက်ဖွင့်သူတွေအပိုင်တွက်ဆပြီးတော့ဂိုးပေါင်းဈေးကိုတိတိတတ်တာဆွဲမြင့်ထားတာကိုလည်းတွေ့ရပါတယ်
ဒီသတင်းတွေ့ဆုံမှုမှာလည်းအ ਨੇ ဆုံးအပေါ်တစ်ခွက်ဝင်မှုရှိနေတယ်လို့ဈေးကွက်ခင်းချင်းရညွှန်ပြနေတဲ့သဘောမှာရှိပါတယ်စနေညရဲ့ဈေးကွက်ရထူးခြားနေတဲ့နောက်ဆုံးရွေးချယ်ထားတဲ့ပွဲစဉ်တစ်ပွဲကတော့အီတလီစီးရီးရဝန်းကအတလန်တာအသင်းနဲ့ကကလီယာရီတို့ဆုံတွေ့နေမှုဖြစ်ပါတယ်ဒီပွဲစဉ်မှာအတလန်တာက1.80ဈေးကြောပေးထားပြီးတော့ဂိုးပေါင်းဈေးက3.50ဆိုပြီးဖွင့်လှစ်ထားပါတယ်အတလန်တာရဲ့မူလဘော်ဒီဈေး1.80ကနေဝင်ရိုးတစ်စစ်မြင့်တက်လာပြီးတော့ဂိုးပေါင်းဈေးကတော့မူလဖွင့်လှစ်မှုတိုင်း3.50မှာငြိမ်သက်နေပါတယ်အတလန်တာကကလီယာရီထက်2မှတ်ပဲတာရနေပြီးတော့အမှတ်ပေးစရာအထောက်အမှာရပ်တည်နေပါတယ်ပြီးခဲ့တဲ့ဂျားရက်မှာအတလန်တာတို့ချက်စီးသင်းနဲ့ချန်ပီယံလိပွဲအကျိတ်အနယ်နဲ့ထားပြီးတော့ပွဲပန်းနေချိန်လို့ဆိုလို့ရပါတယ်ပြိုင်ဘက်ကကလီယာရီရဲ့လက်တလောဖြတ်သန်းထားမှုကလည်းဂျိုဗင်တက်ကိုတကိုးကွာနဲ့ကတ်ရှုံထားပြီးတော့ကိုပါအီတာလီယာပြိုင်ပွဲမှာနာပိုလီကိုပွဲချိန်တွင်တည်ရည်နဲ့လိအိမ်ဝင်ပွဲစဉ်မှာရိုးမားကိုနိုင်ကစားထားပါတယ်ခြေစွမ်းမနှိမ့်နဲ့ပြိုင်ဘက်အသင်းကကလီယာရီပေါ်မှာပွဲဆက်များနေတဲ့အတလန်တာရဲ့ဘော်ဒီကြောပေးထားမှုကဈေးပြင်းနေပြီးတော့2.75ဝင်ရိုးနဲ့ငြိမ်သက်နေတဲ့ဂိုးပေါင်းဈေးကတော့ပြီးခဲ့တဲ့ရာသီဆုံတွေ့ခဲ့တဲ့အမှတ်ပေးနှစ်ကြော့မှာ3.0 3.25ဝင်ရိုးနဲ့အကျော်ပေးခဲ့မှုဈေးတန်းတွေနဲ့ရှင်ကြည့်ရင်တော့ပျော်ပြောင်းလုံးနေတာကိုတွေ့ရပါတယ်ဈေးကွက်ခေါ်ပြောရလဲဈေးကွက်ဝင်းသူတွေအကြိုက်တွေ့နေတဲ့ထိုးကွက်ကဘော်ဒီပေါ်ထိုးကွက်လားဂိုးအောက်ထိုးကွက်လားဆိုတာကိုတော့ဖိုက်တာတွေအနေနဲ့စမ်းစစ်တက်ထုတ်ပြီးတော့အဖြေရှာရမှာပဲဖြစ်ပါတယ်ဘုဒ္ဓဆက်ပေးခဲ့တာကတော့စနေညမှာကစားကြမဲ့ဥရောပထိပ်တန်းလိပွဲစဉ်တွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်၅ပွဲကိုရွေးချယ်ထုံးထုံတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်